လူရောက်ဒီတိုင်းမစားလိုက်ပါတော့ရတခါတလေပဲဟာအကြီးလေးပွဲပြင်ရတာများတော့မှားတာနေမှာပေါ့ကွာဟာငါမကြိုက်တာကွာပြောဆူနဲ့တုတ်ပေါ်လေးမုံငါးလေးကနန်းနန်းမင်းဖက်တီကိုမြေကြီးပေါ်ပြစ်ချနေရောကြီးစားကြပြီလို့မြေကြီးပေါ်ပြစ်ချမကောင်းဘူးတုတ်ပေါ်ကပြီးငါမကန်နေကိုထည့်လိုက်စောစောကပြောဖို့မိဝိုင်းရဒါလိုလုံးမှာပဲမောင်းရင်လေဒီကောင်ဖယ်နေရနဲ့ဒီနေ့စားရမှာမဟုတ်ဘူးတုတ်ပေါ်လေးကျန်နေသေးတဲ့ပကံတွေကနန်းနန်းမင်းဖက်တီကိုမိဝိုင်းမပကံနဲ့ထည့်ပေးလိုက်တော့တာငါတို့ကကလေးမကြိုက်တဲ့အစားအစာလေးရှိသေးတာမင်းကဘာလို့နန်းနန်းမကြိုက်တာလဲတုတ်ပေါ်ကမင်းကနန်းနန်းမကြိုက်တယ်ပေါ့ကြိုက်တယ်လည်းမဟုတ်ဘူးလေကွာပါလာရင်တော့ဖဲမနေတော့စားလိုက်တာပေါ့ကွာငါကြိုက်ကိုမကြိုက်တာစားဖို့မပြောနဲ့ဘာလို့လဲမင်းနန်းနန်းမင်းတည်းရဲ့အချောက်ခံရမှုလို့လားဘာလဲကွာနန်းနန်းမင်းတည်းရဲ့ဆိုတာငါမင်းကမဆစမ်းပါနဲ့မနဲ့စောစီမဟုတ်တာရှောက်ပြောနေပြန်ပြီဟာတကယ်ပြောတာကွာရှောက်ပြောတာမဟုတ်ဘူးနန်းနန်းမင်းတည်းရဲ့ဆိုတာအရန်ကြောက်စရာကောင်းတာကွာဘလို့မျိုးမလို့လဲသူကြောက်ပြီဆိုရင်နော်ဘာစားစားပါဇက်ထဲမှာလည်းနန်းနန်းမင်းရတာပဲရတယ်လက်ကောင်းထဲမှာလည်းလေဟိုနန်းနန်းမင်းအနက်နေရတယ်အဲ့လိုမျိုးကြောက်တာငါပင်ရဲ့စမနေပါနဲ့ကွာမပြောပါနဲ့တော့ဟာငါတို့ဘက်ကလေးကမှမကြိုက်တာပတ်စံရှင်းပြီလို့ပြန်မယ်ထမှာတုတ်ပေါ်ခြေတော့ကခုနကသူပြစ်ချထားတဲ့နန်းနန်းမင်းဖက်တီကိုတက်နေမိသွားတာဟာနန်းနန်းမင်းဖက်ကြီးတုတ်ပေါ်လေးခြေတော့ကနန်းနန်းမင်းဖက်ကိုဖယ်လိုက်တယ်မင်းလေညကြရင်တော့နန်းနန်းမင်းတည်းရဲ့အချောက်ခံရတော့မှာပဲဟာငါပင်ရဘာလို့ရှောက်ပြောနေရလဲကွာမင်းတို့မကြောက်ဘူးလားထမင်းစိတ်တက်နေပြီထမင်းစိတ်တစ်စီချောက်တယ်လေအေးအဲ့လိုပဲနန်းနန်းမင်းတက်နေပြီတော့နန်းနန်းမင်းတစ်စီချောက်မှာပေါ့ကွာငါပင်ရဲ့ငါတို့ဘက်ကလေးကိုအဲ့လောက်မစပါနဲ့ဟာနန်းနန်းမင်းကအပင်လေကွာလူမမဟုတ်တာဘဲချောက်လို့ရမှာလေကွာဒလုံနဲ့မုံငါဆိုင်ရာနေ၄ယောက်သာထွက်လာခဲ့ကြတယ်ဒလုံနဲ့သူတို့ပြန်လာတဲ့လမ်းမှာဈေးကနေပြန်လာတဲ့မဲချစ်နဲ့တွေ့ကြတယ်မမမဲချစ်ဈေးကပြန်လာလားဟုတ်တယ်မိဝိုင်းတို့ကရောဘယ်သွားကြမလို့လဲဟိုသမီးတို့ကဒီနားကမုံငါဆိုင်မှာမုံငါတောက်ပြီးပြန်လာကြတာရှင့်မမမဲချစ်ဘာတွေဝဲလာလဲဗျထွေထူးတော့မပါပါဘူးတုတ်ပေါ်ရေဟိုပေပေကပန်ထရီပြောလေးစားကျင်နေဆိုတာနဲ့လှုပ်ကြွေးမလို့လေအဲ့ဒါလိုအပ်တာလေးတောင်းရပြီးတော့ပြန်လာတာပန်ထရီပြောဆိုတော့နန်းနန်းမင်းလေးတောင်းအောင်ရှယ်ပေးနော်ဟုတ်တယ်မှုရတယ်လေဘာလဲငပင်ကပန်ထရီပြောကြိုက်တယ်ကြိုက်တာပေါ့ဗျခမနဲ့နေဆိုင်ရှယ်လေး